ငါတော်ပြန်မင်းတို့အားလုံးမောပန်းမြန်မာပြည်သားဟေးမြန်မာပြည်သားငါတို့ပဲရောက်ကြပြည်သားပြောနေတဲ့ပြသတိထားတနာတဲ့ငါနဲ့ဟာရဲ့လူတမ်းပေါင်းများစွာချားမယ်ဒါရှစ်တောင်အာရှရဲ့သူရဲကောင်းတွေကစားပွဲအယောင်နဲ့ပြည့်နောက်ဆက်တဲ့ရှင်းစီချင်တဲ့ပြင်ချင်းဖွင့်လမ်းနဲ့အားလုံးတွေထဲမှာတွေ့တဲ့နိုင်ငံအားပေးပရိသတ်ကပုံစံကုန်မြန်မာတဲ့လက်တုံးချန်ပီယံတယောက်ရဲ့တလုံးထိတ်တိုင်းကိုတွေ့တဲ့ဘွာဒါနဲ့